လင်မယားဖြစ်နေတာ3နှစ်ရှိပြီးဒါပေမဲ့တယောက်နဲ့တယောက်အသားချင်းတောင်မထိဖူးကြဘူးညတိုင်းဂျူလီတယောက်တည်းခေါင်းအုံးဆိုအောင်ငိုနေရပေမဲ့နစ်ဆိုတဲ့ကောင်ကတော့ခွေးတကောင်လိုတောင်အေးမလို့ပဲလစ်လျူရှူထားတာအပြင်လူတွေရှေ့မှာတော့ကြည်နူးစရာလင်မယားတွေလိုဟန်ဆောင်နေကြပေမဲ့အိမ်ထဲရောက်တာနဲ့တယောက်ကိုတယောက်ရန်သူလိုသဘောထားကြတဲ့အေးဆက်ဆက်အိမ်ထောင်ကြီးကြီးပေါ့တရက်တော့ဂျူလီရဲ့ဦးလေးနဲ့တော်လေးကအိမ်ကိုဘုံဘုံလေးဆိုင်ညံ့ရောက်လာပြီးညအိတ်တေးခိုမယ်ဆိုတော့နစ်တယောက်ဖင်ပူအောင်ပြရာခတ်သွားတယ်လက်ထက်ကလေးကအခန်းခွဲအိတ်လာတာကိုအိမ်မာကအခန်းကနှစ်ခန်းနဲ့ရှိတာဆိုတော့သူတို့အဆောင်အယောင်လင်မယားဆိုတာအဘိုးကြီးအပွားကြီးတွေတီးသွားရင်ဖြစ်တနာတက်တော့မယ်ဒါကြောင့်ဂျူလီကအိတ်ဒီတွေကိုစကားတွေနဲ့ပတ်ချွဲနဲ့ချွဲဖန်ထင်းထားချိန်မှာနစ်ကသူ့အတုံးအဆောင်တွေကိုဂျူလီအခန်းထဲအတင်းအဓမ္မတဲပြောင်းရတော့တယ်ညရောက်လို့တော်လေးဖြစ်သူကဟိုဘက်အခန်းမှာလူမရှိတာတွေ့တော့ဒီကောင်လေးနဲ့ဒီကောင်လေးအတူအိတ်နေကြပြီပဲလို့တွေးပြီးဂျူလီကိုလာဆူတယ်နင်တို့လင်မယားလီလိုဖြစ်နေတာလားအိမ်ထောင်ရေးတာယာချင်းရင်တအိတ်ရတဲ့အတူအိမ်မှဖြစ်မယ်ဆိုပြီးဆရာလုပ်ပြီးမှသူ့အခန်းထဲပြန်ဝင်သွားတဲ့ဂျူလီလဲတွေးဝေနေရင်နစ်ရှိမဲ့အခန်းတကားကိုဖွင့်ကြည့်လိုက်တော့နစ်ကအိတ်ချင်အောင်ဆောင်နေပြီးဒါပေမဲ့အိတ်ရရဲ့တချမ်းကိုတော့လာအိတ်ဆန်ဆိုတဲ့သဘောနဲ့နေရာချန်ပေးထားတာတွေးလိုက်ရတဲ့ဂျူလီကသူ့မျက်နှာဖုံးကိုချွတ်ပြစ်ချင်ပေမဲ့သူတို့ဆက်ဆံရေးကဘာမှလည်းအရာမထင်သေးတော့စောက်ရှက်ရမှာဆိုလို့မျက်နှာဖုံးကြီးတက်လျက်သားနဲ့ပဲလဲအိတ်လိုက်တဲ့ဂျူလီအိပ်ပျော်သွားတာနဲ့နစ်ကမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လာတဲ့စိတ်ထဲမှာတော့ဒါရီအားလုံးကိုစောက်ရမ်းရွံရှာနေပေမဲ့လည်းမတက်တာတဲ့အဆုံးကုတင်တလုံးထဲမှာအတူအိပ်ဖို့သူခွင့်ပြုလိုက်ရတယ်